Cranberry orange ခါဗီယာလောက်နေရဖြစ်ပါတယ်အားလုံးပဲတာရီစွာပါကျွန်တော် Cranberry 150 ml ထည့်ပါတယ် Orange juice 50 ml ထည့်ပါတယ်အကားက2 grams ထည့်ပါတယ်အိုးတော့တစ်ခါတည်းထည့်ရင်လည်းရပါတယ်เนาะအဆင်ပြေပါတယ်ပြီးကျွန်တော်တို့စူယုံလေးကြိုရှဲရပါမယ်အကားက90နဲ့100 centigrade celsius ကျမှ additive ဖြစ်ပါတယ်ဒါလေးကကျွန်တော် freezer ထဲမှာထည့်ထားတဲ့စီဖြစ်ပါတယ်ကောင်းမွန်တဲ့စီကိုသုံးပါဒါလေးကတော့ရီပါအဲ့လိုမျိုးလေးအဆက်တွေချတဲ့အခါကျွန်တော်တို့ squeeze bottle လေးနဲ့သုံးရင်လည်းရပါတယ်เนาะတံပြားလေးထည့်တဲ့ဘူးလေးလေပြီးကျွန်တော်အဲ့လိုမျိုးညင်တာလေးထည့်ပါခုနကကျွန်တော်ပြောသလိုပါပဲဒီစီကကျွန်တော်ရေခဲတရားထဲမှာ freezer ထဲမှာထည့်ထားတဲ့စီဖြစ်ပါတယ်အရင်ကအေးဖို့လိုပါတယ်အေးလေးကောင်းလေးပါဒါပေမဲ့ခဲနေလို့မရပါဘူးโอเคပြီးရင်ကျွန်တော်အဲ့လိုမျိုးညင်တာလေးချပါမယ်တစ်စက်ချင်းပေါ့နော်ပြီးကျွန်တော်အဲ့လိုမျိုးလေးဆေးချပါမယ်ကိုတင်တာအလို့လေးတော့အနားမှာထားပါနော် ready လုပ်ထားပါပြီးကျွန်တော်ရေဆေးချပါမယ်ကျွန်တော်လိုချင်တဲ့ခါဗီယာရပါပြီ Cranberry orange ခါဗီယာဖြစ်ပါတယ်အားလုံးပဲစီပါ